ငါချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ် English လို့ဘယ်လိုပြောမလဲချက်ချင်စိတ်မရှိဘူးလှုပ်ချင်စိတ်မရှိဘူးစားချင်စိတ်မရှိဘူးသွားချင်စိတ်မရှိဘူးလို့ပြောတဲ့အခါမှာ English လို့ I don't feel like ဆိုတဲ့ pattern လေးကိုသုံးပါတယ်အခုချက်ချင်စိတ်မရှိဘူးဆိုရင် I don't feel like cooking Bruno Mars ရဲ့တခြင်းတစ်ပုဒ်မှာလည်းပါတယ်နော်မိတ်ဆွေတို့ငါဘာမှလုပ်ချင်စိတ်မရှိဘူး Today I don't feel like doing anything Today I don't feel like doing anything. So သူအဲ့တခြင်းထဲမှာငါဘာမှလုပ်ချင်စိတ်မရှိဘူးလို့ပြောလိုက်တယ်အခုကတော့ကျတော့ချက်ချင်စိတ်မရှိဘူးဆိုတော့ I don't feel like cooking ငါစားချင်စိတ်မရှိဘူးဆိုရင် I don't feel like eating ငါအပြင်သွားလေချင်စိတ်မရှိဘူးဆိုရင် I don't feel like going out အခုကစားချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ်ဆိုတော့ I don't feel like cooking အစားအစာမှာစားမယ် Let's order some food ပြန်ပြောကြည့်အောင်တစ်ခေါက်လောက် I don't feel like cooking so let's order some food လို့မိတ်ဆွေတို့ပြောလို့ရပါမယ်ငါချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ် English လို့ဘယ်လိုပြောမလဲချက်ချင်စိတ်မရှိဘူးလှုပ်ချင်စိတ်မရှိဘူးစားချင်စိတ်မရှိဘူးသွားချင်စိတ်မရှိဘူးလို့ပြောတဲ့အခါမှာ English လို့ I don't feel like ဆိုတဲ့ pattern လေးကိုသုံးပါတယ်အခုချက်ချင်စိတ်မရှိဘူးဆိုရင် I don't feel like cooking Bruno Mars ရဲ့တခြင်းတစ်ပုဒ်မှာလည်းပါတယ်နော်မိတ်ဆွေတို့ငါဘာမှလုပ်ချင်စိတ်မရှိဘူး Today I don't feel like doing anything Today I don't feel like doing anything. So သူအဲ့တခြင်းထဲမှာငါဘာမှလုပ်ချင်စိတ်မရှိဘူးလို့ပြောလိုက်တယ်အခုကတော့ကျတော့ချက်ချင်စိတ်မရှိဘူးဆိုတော့ I don't feel like cooking ငါစားချင်စိတ်မရှိဘူးဆိုရင် I don't feel like eating ငါအပြင်သွားလေချင်စိတ်မရှိဘူးဆိုရင် I don't feel like going out အခုကစားချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ်ဆိုတော့ I don't feel like cooking အစားအစာမှာစားမယ် Let's order some food ပြန်ပြောကြည့်အောင်တစ်ခေါက်လောက် I don't feel like cooking so let's order some food လို့မိတ်ဆွေတို့ပြောလို့ရပါမယ်ငါချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ် English လို့ဘယ်လိုပြောမလဲချက်ချင်စိတ်မရှိဘူးလှုပ်ချင်စိတ်မရှိဘူးစားချင်စိတ်မရှိဘူးသွားချင်စိတ်မရှိဘူးလို့ပြောတဲ့အခါမှာ English လို့ I don't feel like ဆိုတဲ့ pattern လေးကိုသုံးပါတယ်အခုချက်ချင်စိတ်မရှိဘူးဆိုရင် I don't feel like cooking Bruno Mars ရဲ့တခြင်းတစ်ပုဒ်မှာလည်းပါတယ်နော်မိတ်ဆွေတို့ငါဘာမှလုပ်ချင်စိတ်မရှိဘူး Today I don't feel like doing anything Today I don't feel like doing anything. So သူအဲ့တခြင်းထဲမှာငါဘာမှလုပ်ချင်စိတ်မရှိဘူးလို့ပြောလိုက်တယ်အခုကတော့ကျတော့ချက်ချင်စိတ်မရှိဘူးဆိုတော့ I don't feel like cooking ငါစားချင်စိတ်မရှိဘူးဆိုရင် I don't feel like eating ငါအပြင်သွားလေချင်စိတ်မရှိဘူးဆိုရင် I don't feel like going out အခုကစားချက်ချင်စိတ်မရှိဘူးအစားအစာမှာစားကြမယ်ဆိုတော့ I don't feel like cooking အစားအစာမှာစားမယ် Let's order some food ပြန်ပြောကြည့်အောင်တစ်ခေါက်လောက် I don't feel like cooking so let's order some food လို့မိတ်ဆွေတို့ပြောလို့ရပါမယ်ဒီလိုမျိုးဗီဒီယိုလေးတွေဆက်လက်ကြည့်ချင်တဲ့ဆိုလို့ရှိရင်တော့ comment မှာ yes 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 လို့ရေးပေးပါ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို